ကြာရှုံးသွားတာဟာခမားမတော်လို့မဟုတ်ပါဘူးခမားရဲ့အုံနောက်ကသင်ခန်းစာတစ်တစ်ခုကိုလက်ခံမှုပြင်ဆင်နေရပါအခုခမားလမ်းပြောင်းနေတယ်လို့ခံစားနေရရင်တိတ်ပံနေကြတက်တည်ပြထားတဲ့ဒီနီးလန်းခုနှစ်ခုကခမားကိုအရင်ကတည်းကပို့တော်တဲ့သူဖြစ်လာစေပါလိမ့်ကြာရှုံးမှုဆိုတာအောင်မြင်မှုရဲ့စက်ညစ်ပဲမဟုတ်ပါဘူးအောင်မြင်မှုစီသွားတဲ့လမ်းကြောင်းရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်စိတ်ပညာရပြောရရင်ကြာရှုံးမှုဟာခမားရဲ့ neuroplasticity ဆိုတဲ့အုံနောက်ရဲ့ပြန်လည်ဖွဲ့စည်းနိုင်စွမ်းကိုမြင့်တင်ပေးလိုက်တာအစင်မပြေမှုတွေကြုံလာတဲ့အခါစိတ်တက်မကြပါနဲ့အသက်ကိုဝါရှူလိုက်ပါကြာရှုံးမှုရဲ့ပြပုံတွေကနေပြန်ထနိုင်ဖို့ဒီချက်9ချက်ကိုအတူတူလေ့လာကြည့်ရအောင်နံပါတ်1အလင်းစလိုမဆုံးဖြတ်ပါနဲ့တခုခုမှားသွားတဲ့အခါခမားရဲ့အုံနောက်ထဲကအမီဒရာလို့ခေါ်တဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်တဲ့အပိုင်းဟာအန္တရာယ်ရှိပြီဆိုပြီးအချက်ပေးပါတယ်အဲ့ဒီအချိန်မှာဆုံးဖြတ်ချက်ချရင်အမှားတွေပဲထပ်ဖြစ်တတ်ပါခဏနားလိုက်ခြင်းဟာခမားရဲ့ prefrontal cortex လို့ခေါ်တဲ့စင်ကျင်တုံတရားရှိတဲ့အပိုင်းကိုပြန်ပြီးအလုပ်လုပ်စီပါစိတ်ကိုအရင်ငြိမ်အောင်ထားပါနံပါတ်2အရှိကိုအရှိတိုင်းလက်ခံပါကိုအပြစ်တင်တာဟာအုံနောက်ကို stress hormone cortisol တွေပူထွက်စေပြီးတော့အဖြေရှာနိုင်စွမ်းကိုကျဆင်းစေပါဒါကတော့အလုံးမဖြစ်သွားဘူးလို့ရိုးသားဝန်ခံလိုက်ပါကြာရှုံးမှုဆိုတာဖြစ်ရတဲ့ခုခမားရဲ့ identity တစ်ခုမဟုတ်ပါဘူးအမှားနဲ့အမှန်တရားကိုတိကျစီခွဲမြင်အောင်ကြည့်ပါနံပါတ်3ဘာတွေမှားသွားတယ်လဲခွဲခြမ်းစိတ်ဖြတ်ပါသိပ္ပံပညာရှင်တွေဟာစမ်းသပ်မှုတစ်ခုရှုံးနေတိုင်းဝမ်းနည်းမနေပါဘူး။ data ကိုပဲကြည့်ပါ။ခမားလည်းအကုန်လုံးတင်ကြုံတွေးပြီးခေါင်းမရှုပ်ပါနဲ့။အချိန်ရောက်လားစီစဉ်မှုကြောင့်လား။သင်ခန်းစာတစ်ခုဒါမှမဟုတ်နှစ်ခုလောက်ကိုတိတိကျကျရှာဖွေပါ။ဒါဟာခမားကို group mindset ရှိတဲ့သူတယောက်ဖြစ်လာစေပါတယ်။နံပါတ်4 plan ကိုပြန်ပြင်ပါ။ရှားရှိလာတဲ့သင်ခန်းစာနဲ့အတူ view ဟာကိုအဆင့်မြင့်ပါကြီးမားတဲ့ပန်းတိုင်းကိုတင်းငယ်တဲ့အဆင့်လေးတွေ micro goal လေးတွေဖြစ်ခွဲပစ်လိုက်ပါလိုအပ်ရင်အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်သူတွေစီကအကြံဉာဏ်တောင်းပါတခြားသူတွေရဲ့အတွေ့အကြုံကခမားရဲ့တင်ယူမှုလမ်းကြောင်းကိုပို့တိုးစေပါတယ်နံပါတ်5ယုံကြည်မှုကိုအစားအပြန်ပြိုးထောင်ပါယုံကြည်မှုဆိုတာအောင်မြင်မှုတည်တည်လေးတွေကနေလာတာပါအုံနောက်ကအောင်မြင်မှုတစ်ခုရတိုင်းဒိုပါမင်းလို့ခေါ်တဲ့ reward chemical ကိုထုတ်ပေးပါတယ်အောင်မြင်နိုင်တဲ့အလုပ်တည်တည်လေးတွေကနေပြန်စားပါအတိတ်ကခမားတကယ်လုံနိုင်ခဲ့တာတွေကိုပြန်တတိယပြီးပါနံပါတ်6ချက်ချင်းပြန်ထားပါအကောင်းဆုံးအချိန်ဆိုတာဘယ်တော့မှရောက်မလာပါဘူးပြည့်စုံနေဖို့လည်းမလိုသေးပါဘူးတင်းငယ်တဲ့ခြေလမ်းနဲ့ပဲဖြစ်ဖြစ်အခုပဲပြန်စားလိုက်ပါယူပဗေဒတဘောအရာရက်နေတဲ့အရာကိုရွေးအောင်လုပ်ဖို့ကရွေးနေတဲ့အရာကိုဆက်ရွေးဖို့တဲ့အားစိုက်ရမယ်ဒါကြောင့်အချိန်ရအောင်တီးတီးလေးရနေအခုပဲစတင်ပါနံပါတ်9ဆွဲမဲ့လျှော့ပါနဲ့ဆက်သွားပါတကြိမ်ရှုံးနေတာဟာထာဝရရှုံးနေတာမဟုတ်ပါဘူးဇွဲရှိခြင်းဆိုတာအောင်မြင်မှုအတွက်အိုင်ကျူထက်တောင်ပိုရေးကြီးသေးတယ်လို့စိတ်ပညာရှင်တွေကဆိုပါတယ်ဆက်လက်ကြိုးစားနေဖို့နဲ့အမြဲတမ်းယူနေဖို့ပဲလိုတာပါမှတ်ထားပါအခုတင်ရင်ဆိုင်နေရတဲ့အခက်အခဲကခမားကိုပို့တော်တဲ့သူဖြစ်အောင်တွေးပြီးနေတဲ့ကြောက်ပြင်တစ်ခုပါကြာရှုံးမှုကနေတင်ယူနိုင်တဲ့သူဟာဘယ်တော့မှမရှုံးနိုင်ပါဘူးအားတင်းထားပါခမားရဲ့အောင်မြင်မှုပုံမြင်ကဒီကြာရှုံးမှုကြောင့်ပိုပြီးလှပလာပါလိမ့်